ကဲအားလုံးပတ်တူးကကြိုဆိုလိုက်ပါရယ်ဒါလေးပါနော်အိုးအားလုံးပြပေါက်ဝမ်းမှာဒါလေးပေါက်တယ်လားမအင်ကြီးကျယ်လေးမပြလိုက်အောင်မြင်လိုက်တော့မင်းဒါလေးပေါ့နော်ဒါလေးပေါ့ဘာလုံးလဲကစားရကလေးပဲပေါ့နော်ကလေးနှစ်ခုဈေးရနော်ကြွားတော့သုံးလုံးဝေးပြီးတစ်ခုမှကောင်းတယ်မရေပြောကြွားရမှုဖြစ်မှာကင်းလားဘာလို့မလဲခရင်ဆုံးနေခရင်ဘာတော့စိတ်လို့ပြပါတော့ကွာပလီလို့ပြောလို့ကြည့်ပါဦးပလီဘာတော့လဲမာမီဖင်အားလုံးပဲကျွန်တော်ပြန်ဒါလေးခံပြီးလို့မနော်အော်ဒီကခွာနေဒါလေးပိတ်ထားလိုက်ခရင်ထပ်ပေါက်တာတော့ကဲပတ်သူတို့ဆက်မြုပ်လိုက်ပါ